ပြောမှာနော်ကျွန်တော်ပြောမယ့်အရာအခုချိန်မှာဒီဆိုပြောပေးဖို့အတွက်ဆိုတော့ဖိတ်ခေါ်ခြင်းဖြစ်တယ်ဒီဆိုလို့ကျွန်တော်ဖိတ်ခေါ်မယ်တူလာကျွမ်းကမောင်မစ်ဆက်တူရင်လက်ဆက်တီယမစ်မီမီand so much let's hope you Are you enjoying tonight? Thank you. I'm going to sing this old song. Hope you enjoy it.